အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ Fans Quest ပဲဖြစ်တယ်ခုဒီဗီဒီယိုတွေကတော့ကျွန်တော်တို့ Pocket Crack ပြန်စတာပေါ့နော် Pocket Crack ဒါစပြီဖြစ်တဲ့အတွက်အားလုံးပဲပါချင်တည်းရဆိုလူတယောက်လူတည်းအတွက်လာပြီး join လို့ရရနော်ကျွန်တော်နာမည်ကတော့ Fans Quest တော့အလေဟုတ်စီလားကဲလဲအားလုံးနှုတ်ဆက်မှချိန်ရောက်ပြီဒီကကိုထောင်းမဲ့ကိုပြည့်နေရကိုယ့်အတာကိုရှာကြတာနော်ကိုတွေကတော့လမ်းခွဲပြီးသွားတယ်ကျန်တဲ့ပလီယာတွေမဝင်လာသေးဘူးကဲအားလုံးပဲဘိုင်လိုက်မိကွာကြားလို့လိုက်မိသွားပြီကွာငါတော့ဟွာခုဒီအစ်ထွက်တဲ့နေရာသွားမယ်ဟဲဘိုင်ရောအစ်သွားဟိုဟေငါလုံးမစံပြီပြလောက်ပဲကဲအားလုံးပဲဒီလိုနဲ့ပဲကျွန်တော်တို့တင်မလားလမ်းလေးခွဲပြီးတော့ဗျာခုစောင့်မဲ့ခုပြင်နေရကိုပဲရှာတဲ့ချိန်မှာကျွန်တော်ကတော့မြေရွက်ဒေတာတခုကိုရောက်သွားခဲ့ပါတော့အဲ့ရနေပြီးတော့ကျွန်တော်နောက်ထပ်အိမ်ဆောင်မဲ့နေရာကျွန်တော်ပတ်ရှာနေခဲ့ခုကတော့ညာမိုးချုံနေပလီယာတယောက်မှမရှိကျွန်တော်တယောက်တည်းကဲပလီယာတယောက်မှမရှိဆိုတော့ကိုစောင့်မဲ့ပြင်နေရကိုကတော့ပတ်ရှာကြမိုးလဲချုံနေဆိုတော့တမ်းပြီးပြေးရတော့ဆိုးဒီနေရာလေးရမိုက်တော့မိုက်ဘုရှက်တောင်းတန်းလေးရှေ့ဆွမ်းတော့ပုံမိုက်လာမယ်ရေကန်လေးရနေဆိုတော့လေအလားလေးပါနည်းနည်းပါဆင်းလို့ရညာမိုးချုံနေကနာအေးကဲအားလုံးမောနေပါဒီနေရာလေးတော့မစိုးရှယ်မိုက်တယ်ပြောဘက်မှာလေးကြွားလေးရှိရပုံမိုက်တာပေါ့ပြန်ပြောအိမ်လာလေးဆောင်းပြီးတော့တေးတေးချာချာလုပ်လိုက်မယ်ရှယ်လာကဲအားလုံးပဲကျွန်တော်ရဲ့ TikTok ကောက်လေးကိုလည်း like and follow လေးချက်လောက်လုပ်ပေးကြပါဦးနော်